အော်တန်ကြီးကိုကြားလိုက်ရပါတယ်။နောက်လိုက်လေးတွေကအတန်လိုက်ရစီကိုအမြန်ပြန်သွားခဲ့ကြပြီးမီနာတိုလည်းသူတို့နောက်ကနေလိုက်သွားခဲ့ပါတယ်။အဲဒီမှာတော့အနက်ရောင်မြူခိုးတွေကနေဖြစ်ပေါ်လာတဲ့အားကောင်းတဲ့ဝိညာဉ်စိုးကြီးကိုတွေ့လိုက်ရပါတယ်။ဝိညာဉ်စိုးကနောက်လိုက်ကောင်တွေတကောင်တက်ခတ်လိုက်တာကြောင့်မီနာတိုကအမြန်ဖမ်းပွေလိုက်ရပါတယ်။မီနာတိုကဝိညာဉ်စိုးကြီးကိုမြင်လိုက်ရတဲ့အတွက်လန့်သွားခဲ့ပြီးနောက်လိုက်လေးတွေကဒီတဝိုက်မှာမကောင်းစွာစွမ်းရည်နေပြည့်နေနေတာမမြင်ဘူးလားလို့မေးကြပါတယ်။မီနာတိုကတော့ငါအကောင်းမြင်သမားဆိုတော့ကောင်းတာတွေပဲမြင်ရတာအခုဒီဝိညာဉ်စိုးငါမြင်ရတဲ့ဆိုကလေးကသူတော်တော်လေးအားကောင်းနေလို့ဖြစ်ရမယ်လို့ပြန်ပြောလိုက်ပါတယ်။နောက်လိုက်လေးတွေကစိတ်ပြတ်သွားခဲ့ကြပြီးဝိညာဉ်စိုးနေနေမှုအတွက်မီနာတိုစီမှာမတ်ဆုစာကိုပါမေးခဲ့ကြပါတယ်။မီနာတိုကလည်းချက်ချင်းပဲမတ်ဆုစာအုပ်ထဲမှာတခုကိုရေးလိုက်ပြီးတော့ဝိညာဉ်စိုးကြီးစီကိုတတိထားပြီးတော့တဖြည်းဖြည်းချင်းချက်ကပ်သွားခဲ့ပါတယ်။ဒါပေမဲ့မီနာတိုထိတ်တိုက်ရင်ဆိုင်မှုအရင်ကြောက်နေခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုသူကအကြံတစ်ခုရှာသွားခဲ့ပြီးသူ့ရဲ့မတ်ဆုစာအုပ်ထဲကစာရွက်တွေကိုစုပ်ပြဲကလေထဲကိုပြန်ဝင်အောင်ပြစ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ဖူဂျင်စီကရထားတဲ့စွားကိုအသုံးပြုပြီးတော့အဲ့ဒီစာရွက်တွေကိုဝိညာဉ်စိုးစီလွတ်ဆွန့်သွားအောင်လုပ်လိုက်ပါတယ်။အဲ့ဒီစာရွက်တွေကတရက်ကဝိညာဉ်စိုးကိုထိမှန်သွားနေတယ်ဝိညာဉ်စိုးကိုတန့်စင်ပေးဖို့နဲ့အဖမ်းခံတရတဲ့နှစ်ဖျားကိုလွတ်မြောက်စေဖို့လွန်လောက်သွားခဲ့ပါတယ်။ရွှေရောင်ဘောလုံးလေးတစ်ခုမြေပြင်ပေါ်ကိုကျလာခဲ့ပြီးတော့မီနာတိုလည်းဗာမန်းသိချာမသိပဲထူးဆန်းတဲ့သတ္တဝါလေးတွေပြောင်းလဲသွားခဲ့ပါတယ်။သူကအဲ့ဒီတန်တိုင်းလာသတ္တဝါလေးစီကိုချင်းကပ်သွားခဲ့ပြီးအစင်ပြေလားလို့မေးလိုက်ပေမဲ့သတ္တဝါလေးကအရင်ရှက်တတ်တာကြောင့်ရေတကွန်တစ်ခုကိုချက်ချင်းကြော်တက်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။မီနာတိုကတော့ဒုက္ခရောက်နေသူကိုကူညီနိုင်ခဲ့လို့ဝမ်းသာအားရနဲ့အိမ်ပြန်လာခဲ့ပါတယ်။နောက်တနေ့မှာတော့ယာမာကသူ့ရဲ့နှက်ကုံကိုတန်ရှည်လုပ်ပေးခဲ့တဲ့အတွက်မီနာတိုကျေးဇူးတင်စကားပြောလိုက်ပါတယ်။မီနာတိုကလည်းဒါကကိစ္စအကြီးကျယ်မဟုတ်ပါဘူးလို့ပြန်ဖြေရင်တော်ထဲမှာသူ့ခဲ့တဲ့ဝင်းညင်လေးအကြောင်းမေးမြန်းလိုက်ပါတယ်။ယာမာကတော့မကြခင်မှာအဲ့ဒီအကြောင်းလေးသိလာလိမ့်မယ်လို့ပဲပြောလိုက်ပါတယ်။အဲဒီနောက်မီနာတိုဟာလုံခဲ့တဲ့ရက်ပိုင်းကအရှိန်ဟုန်နဲ့ကြီးထွားလာခဲ့ပြီးအခုတော့ကြီးထွားမှုရက်တက်နေပုံရတဲ့ကက်ဖာပင်လေးကိုတတိပြုမိသွားခဲ့ပါတယ်။ယာမာရဲ့နောက်လိုက်လေးတွေကတော့မြင့်မြတ်တဲ့အပင်တွေကတာမန်အပင်တွေနဲ့ကြီးထွားပုံမတူတာကြောင့်စိတ်မပူပါနဲ့လို့ပြောခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲရိုင်ကီယာသူ့နာကိုရောက်လာခဲ့ပါတယ်။မီနာတိုကလေစကားကိုနားမလဲတာကြောင့်ယာမာကိုကူညီတောင်းခဲ့ရကယာမာကမင်းစီမှာဧည့်သည်တယောက်ရောက်နေရလို့ပြောလိုက်ပါတယ်။မီနာတိုချန်ချစ်တကားဝါကိုတွားကြည့်တဲ့ခါမှာတော့သူ့ရှိမှငကားလေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။သူကြောက်လန့်သွားခဲ့ပေမဲ့အဲ့ဒီငကားလေးကအတော်လေးရင်ကျေးပုံရတာကြောင့်အိမ်ထဲကိုဖိတ်ခေါ်လိုက်ပါတယ်။အဲ့ဒီငကားကတော့ရိုက်ကီလိုပဲတက်စင်တဲ့တတော်လေးမျိုးတွေကတစ်ခုဖြစ်တဲ့အိုရူပဲဖြစ်ပါတယ်။မီနာတိုအံ့ဩနေတော့မှပဲအိုရူကကန်ဖာပင်လေးစီကိုပြန်သွားခဲ့ပြီးကျင်းလောင်စွာဟင်းလိုက်ရာကနေကြီးနေရဲ့ကောင်းကင်မှာတိမ်တွေရုပ်တဲ့အော်ဆန်းလာခဲ့ပြီးမိုးတွေရွာချခဲ့ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲကန်ဖာပင်လေးကအပင်ကြီးတစ်ပင်ဖြစ်နေပြောင်းလဲသွားခဲ့ရပါတယ်။မီနာတိုလည်းအဲ့ဒါကိုကြည့်ပြီးတော့မင်းသက်နေတော့မှပဲအိုရူကသူ့လည်းပဲဒီရေကန်မှာနေလို့ရမလားလို့မေးလိုက်ပါတယ်။ရိုင်ကီကလည်းအဖို့ရတာကိုသဘောတူတာကြောင့်မီနာတိုကလက်ခံလိုက်ပြီးငကားကြီးကိုနိုင်ငံခြားဖြစ်ဝိုင်ကောင်းဆိုင်နဲ့အခန့်လိုက်ပါတယ်။သူတို့တွေပျော်ပါနေတော့မှယာမကအဖြစ်မှန်ကိုပြလိုက်ပါတယ်။တကယ်တော့ရိုင်ကီကဝင်းညင်ဆိုရဲ့ပူးကက်ကြီးကိုခံထားတာဖြစ်ပြီးတော့ဟာရာမကမီနာတိုဆွဲပေးလိုက်တဲ့ကျေပုံစွာနဲ့သူ့ကိုလွတ်မြောက်အောင်ကဲတင်ပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ရိုင်ကီကမီနာတိုကျေးဇူးလာဆက်တာဖြစ်ပါတယ်။အဲဒီအချိန်မှာပဲလူခေါ်ခေါ်လောင်းတိုင်မြည်လာခဲ့ပြီးကြည့်လိုက်တဲ့အခါလက်ဖက်စာရွက်တွေထပ်မံလာယူတဲ့ဟာရာမဖြစ်နေခဲ့ပါတယ်။